ဒီနေ့ကတော့မင်းကျော်စာနဲ့ရေးရင်အောင်ပွဲပေါ့နော်တည်ကြပါပါတယ်တော့အများစုကရေးရင်အောင်နိုင်မယ်လို့ထင်ကြတယ်ဒါပေမဲ့မင်းကျော်စာရဲ့အနောက်ကျောင်းရာဆိုရင်မသိသေးတာလည်းပါနိုင်ပေါ့နော်မင်းကျော်စာဆိုတာရဲ့အချိန်ကတစ်ခေတ်တစ်ခါတော့တမိုင်းပြန်ဆွလဲမှာဆိုရင်ကျွန်တော်ပြောပြပါပေါ့နော်မင်းကျော်စာဆိုတာမင်းကျော်စာဆိုတာတစ်ချိန်တုန်းက2024 5လပိုင်း3ရက်နေ့တော့1ချက်မရင်မှာထိုးခဲ့တဲ့ fighter တယောက်เนาะဂျပန် fighter ကိုဖြုတ်ခဲ့တာပေါ့နော်ဂျပန် fighter ကို Ikato fighter ကိုသုံးကြည့်မှာအလေတုံနဲ့ဖြုတ်ခဲ့တဲ့ fighter တယောက်ဒီတော်ကြီးကိုကောင်းတဲ့ fight ပါပဲမင်းကျော်စာကအဲ့တော့လည်းအသာစီးတန်းအနိုင်ရယူအသာစီးနဲ့6လုံးကိုထိုးခဲ့တာเนาะအဲ့တော့လည်း1မှာတိတ်ကောင်းမကောင်းဘူးဆိုပြီးကောင်းပါလေအဲ့တော့တော်တော်ကြီးအသာစီးနဲ့ပြန်မဲ့ fighter ပေါ့နော်အဲ့တော့လည်းမင်းကျော်စာနည်းနည်းဟိုနေဖြုတ်သွားတော့ပေါ့နော်အဲ့တော့မင်းကျော်စာတကယ်ကိုစိတ်ထားကောင်းပြီး respect ရှိတဲ့ fighter တယောက်เนาะဆိုဘလာလို့ဘာလို့လဲဆိုရင်ကြားနေပါဆိုတကလတ်တဲ့အမျိုးတွေရှိခဲ့တယ်ပေါ့နော်အမျိုးတွေတွဲဆိုတွဲပေါ်တွေရှိတယ်ကရင် fighter ကိုမင်းကျော်စာကတကယ်ကောင်းပါတယ်စိတ်ထားဆိုတော့ရင်ကောင်းအင်းစားဟိုလာတော့ဆိုပဲကျွန်တော်တို့ကရင်နှစ်သက်ကူမှာဒါစပိုင်ဂျန်နဲ့တည်းထိုးခဲ့တယ်စိန်လုံးချုံနေဆိုရင်ကိုတပြန်သူတပြန်ဖိနိုင်ချောင်းထိုးခဲ့တဲ့ fighter တယောက်အဲ့လိုစပြင်းတဲ့ fighter တယောက်ကမဆမ်းပါဘူးเนาะရေးရင်အောင်နဲ့ဒီနေ့မှာပဲတီရအောင်ထိုးနိုင်ခဲ့ဆိုတော့အများကြီးမဆမ်းဘူးဆိုကြောင့်ရေးရင်အောင်ပဲနိုင်မယ်ထင်တယ်ဒါပေမဲ့ရေးရင်အောင်မကောင်းဆိုတော့ကောင်းရေးရင်အောင်ကမကျော်စားတဲ့ဆိုင်တော့နည်းနည်းတော့တားလိုက်မယ်လို့ထင်မယ်အကြောင်းအချက်ကြောင့်ပြိတ္တတွေအများဆိုကိုမင်းများချင်းချင်းကြတော့ကျွန်တော် reaction လုပ်လိတယ်မရှိဘူးပေါ့နော်အဲ့လိုအားမရဘူးပေါ့နော်ကိုမင်းများချင်းဆိုပါအားမရတယ်ဆိုပြီးမှချင်းထိုးရတာကိုကျွန်တော်ပေးမထိုးချင်ပေါ့နော်တခြားဖိုက်တာနဲ့ထိုးမဲ့ဆိုရင်အားရပါတယ်ရှားဖတ်နေဆိုအားပေးအားရပါတော့မင်းကျော်စားဆိုတာသူလည်းနော်လူတယောက်ပဲချို့သူ straight တဲ့ကျွန်တော်အများကြီးတွေ့ရတယ် straight တဲ့တင်ခြားကျွန်တော်လည်း1နဲ့ရောရှားကြောက်ပါတယ်ဘယ်ရောက်1နဲ့ဘလူးချက်ရွေးတုံချောင်းမအောင်မှာလက်တော်အောင်မှာပျောက်သွားအဲ့ဒါနှစ်မျိုးတယ်ပေါ့နော်နှစ်မျိုးဖေးရောက်သွားတယ်မင်းကျော်စားပွဲစောင့်နေတယ်ငါစောင့်နေတယ်တောက်လျှောက်စောင့်နေတယ်ပေါ့နော်မသိတဲ့လူကမသိကြဘူးကျွန်တော်ကသိတယ်မင်းကျော်စားကိုကြိုက်တယ်ပေါ့နော်အဲ့ဒီမှာလည်းကြိုက်ခဲ့တယ်မင်းကျော်စားကောင်းခဲ့တာဘူးနော်ကောင်းခဲ့တယ်တကယ် respect ရှိတဲ့ fighter တယောက်တကယ်ကောင်းပါတယ်နော်ကြောင်ဟို online ထူဆိုတာစီကျွန်တော်ထိုးခဲ့တဲ့စီမင်းကျော်စားနဲ့တက်ကလပ်ပဲတော့မသိကျွန်တော်တွေ့ခဲ့တာကြောင်မို့ဘာမှမဟုတ်ပါဘူးเนาะကိုမင်းမချင်းကြတော့ကျွန်တော်ဒါအနာရှုံးလေးလည်းပြောပြတာပေါ့เนาะတေးကြပါပဲအကြောင်းပေါ့ရေးရင်အောင်နဲ့တေးကြပါတော့ဒီနေ့တော့ပွဲကြီးပွဲကောင်းပါเนาะအကြောင်းမင်းကျော်စာတို့ fighter တို့တကယ်စူးစမ်းတဲ့လူပဲတယောက်ဒီလိုအလဲထူးဆိုတာမဖြစ်နိုင်ပါဘူးเนาะရေးရင်အောင်နဲ့ဒါမှကိုချင်းဆိုတော့ပေးမထိုးချင်ဘူးပေါ့เนาะဒါမဲ့လည်းဟိုတဝန်ရေးခါတော့လုံးအောင်ပါပဲပေါ့เนาะဘာပဲဖြစ်ပေါ့เนาะကောင်းပါတယ်အားကျေးဇူးတင်ပါတယ်ကျွန်တော် like sharing လုပ်ပေးဖို့ကျေးဇူးတင်ပါပဲเนาะအားလုံးကျွန်တော်ချစ်တဲ့ချစ်ဖန်ရေးဆိုတော့အများကြီးရှိပါတော့